篮球ဆိုတာ basketball ဖြစ်ပါတယ်篮球 basketball ဝါဟာရလေးအရင်ပြောပြပေးမှဖြစ်ပါတယ်今天ဆိုတာယနေ့比赛ဆိုတာကပြိုင်ပွဲကဲပထမစာကြောင်းလေးက我不会打篮球ကျွန်တော်က不会မတက်ဘူး打ဆိုတာရိုက်တာပေါ့နော်篮球打篮球ဆိုတော့ basketball ဆော့တာကျွန်တော် basketball မဆော့တတ်ဘူး我不会打篮球第二你喜欢打篮球吗你က喜欢ကြိုက်တယ်打篮球 basketball ဆိုတာမဆိုတော့လာ你喜欢打篮球吗你 basketball ဆော့ရတာကြိုက်တလား第三今天我们学校有篮球比赛今天ဒီနေ့က我们ကျွန်တော်တို့学校ကျောင်းက有ရှိတယ်篮球 basketball 比赛ပြိုင်ပွဲ今天我们学校有篮球比赛ဒီနေ့ကျွန်တော်တို့ကျောင်းမှာ basketball ပြိုင်ပွဲရှိတယ်ကဲဒုတိယတစ်ခုကတော့足球ကဘောလုံးဖြစ်ပါတယ်ကဲမသိတဲ့စာလုံးလေးတွေကြည့်ကြည့်မယ်打算ဆိုတာစီစဉ်ထားတယ်ပေါ့နော်ဘာလို့ဖို့စီစဉ်ထားတယ်ဟိုကလို့ဖို့စီစဉ်ထားတယ်ဒီကလို့ဖို့စီစဉ်ထားတယ်အဲ့လိုမျိုးပေါ့နော်ဒီအော်ကထီကန်တယ်ဘောလုံးကန်တာတော့ဘာလို့ပေါ့နော်ထီကန်တယ်爱好ဝါသနာ是ကရှိသည်ဖြစ်သည်是第一个今天我们打算踢足球今天ဒီနေ့我们ကျွန်တော်တို့က打算စီစဉ်ထားတယ်踢足球ဘောလုံးကန်ဖို့ဒီနေ့ကျွန်တော်တို့ဘောလုံးကန်ဖို့စီစဉ်ထားတယ်今天我们打算踢足球第二你会踢足球吗你က会တတ်တယ်会吗ဆိုတော့တတ်တလား踢足球ဘောလုံးကန်တတ်တယ်ဘောလုံးကန်တတ်တလား你会踢足球吗第三我的爱好是踢足球我的ကရဲ့ကျွန်တော်ရဲ့愛好ဝါသနာ是ဖြစ်တယ်踢足球ဘောလုံးကန်တာဖြစ်တယ်ကျွန်တော်ရဲ့ဝါသနာကဘောလုံးကန်တာဖြစ်တယ်我的愛好是踢足球第三个排球က volleyball နံပါတ်1က海邊ကပင်လယ်ကမ်းခြေပေါ့နော်ပင်လယ်ဘက်မှာကျောကတင်ပေးတယ်တင် ကြားပေးတယ်ကျော最ဆိုတာကအတိတ်တရားဝုတ်တီပေါ့နော်ဆုံးပေါ့အကြိုက်ဆုံးအမိုက်ဆုံးအကောင်းဆုံးအဲ့လိုမျိုးဆုံးပေါ့